အခုတင်ဆက်ပေးမယ့်သတင်းကတော့တီထွေဖန်တီးမှုအမြင့်ဆုံးနိုင်ငံများရဲ့တို့တရုတ်နိုင်ငံရောက်ရှိလာတဲ့သတင်းပဲဖြစ်ပါတယ်။တရုတ်နိုင်ငံဟာတီထွေဖန်တီးမှုအမြင့်ဆုံးနိုင်ငံတွေစီးရင်ကိုပထမဆုံးချိန်ဝင်ရောက်လာခဲ့ရလို့သိရပါတယ်။ကုလသမဂ္ဂအဖွဲ့ရဲ့တီထွေဖန်တီးမှုအမြင့်ဆုံးနိုင်ငံ10နိုင်ငံစီးရင်ကိုတရုတ်နိုင်ငံဟာဂျာမနီကိုဖယ်ရှားပြီးတော့ဝင်ရောက်လာခဲ့ရဖြစ်ပါတယ်။တရုတ်နိုင်ငံဟာနည်းပညာကိုအရှိပြုတဲ့စီးပွားရေးလုပ်ငန်းတွေအရှိအဟုန်နဲ့ဖွံ့ဖြိုးတိုးတက်လာတဲ့အပြင်နိုင်ငံတော်ဝန်လုံးမှာလည်းနည်းပညာကိုအရှိပြုတဲ့ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေကိုဖော်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။တီထွေဖန်တီးမှုအမြင့်ဆုံးနိုင်ငံတွေစီးရင်မှာဂျာမနီကိုဖယ်ရှားပြီးတော့အဆင့်10နေရာကိုရောက်ရှိလာခဲ့တာပါ။တရုတ်နိုင်ငံဟာတကမ္ဘာလုံးမှာအသုံးပြုနေတဲ့ application တွေရဲ့လေးပုံတစ်ပုံကိုထုတ်လုပ်ထားတာဖြစ်တယ်လို့ AI နည်းပညာပိုင်းမှာလည်းထိပ်တန်းအဆင့်ကိုရောက်ရှိနေတဲ့နိုင်ငံဖြစ်ပါတယ်။တီထွေဖန်တီးမှုအမြင့်ဆုံး10နိုင်ငံစီးရင်ထဲမှာဆွစ်ဇာလန်နိုင်ငံကအဆင့်1နေရာမှာရပ်တည်နေရလို့လည်းသိရပါတယ်။ဒီသတင်းကိုတော့ငင်းချအောင်ပေးပို့လာပါ